အားလုံးမင်္ဂလာပါ PK Smart Tutorial မှာကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာတော့ပေါ့နော်ဒီကျွန်တော်တို့ဒီ YouTube ကဗီဒီယိုတွေမှာပေါ့နော်ကျွန်တော်တို့ create လုပ်လိုက်တဲ့ဗီဒီယိုရဲ့ background music ကိုပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုး copyright လွတ်အောင်ဘယ်လိုမျိုးထည့်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကဒီဗီဒီယိုတွေတင်တဲ့အခါမှာ background music ကလည်းရေးပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ background music လေးနဲ့မှရှိရတဲ့တချို့ဗီဒီယိုတွေကကြည့်ရတာအဆင်ပြေတယ်ပေါ့နော်ဒီတိုင်းစကားပြောနေတာကြီးပဲဆိုလို့ရှိရင်လည်းကြည့်ရတာသိပြီးတော့အဆင်မပြေဘူးပေါ့နော်โอเคပါတခြားဒီကျွန်တော်တို့ကဒီအကောင်းဆုံးကတော့ဒီ YouTube library ကနေပြီးတော့မှကျွန်တော်တို့ကယူသုံးတာကတော့ဒါအကောင်းဆုံးပဲပေါ့နော်ဒီနေ့မှာတော့ကျွန်တော်ကဒီကျွန်တော်တို့ဒီ YouTube Studio တွေကနေပြီးတော့မှကျွန်တော်တိုက်ရိုက်ဒီကျွန်တော်တို့ video upload လုပ်ပြီးတော့ကျွန်တော်တို့ကဒီတချင်းထည့်တဲ့နေရာလေးပေါ့နော်အဲ့ဒီကောင်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့တော့ကျွန်တော်တို့က upload လုပ်ပြီးသားဗီဒီယိုကိုကျွန်တော်တို့ studio ထဲမှာကျွန်တော်တို့က copyright လွတ်အောင်ဒီ background music ကိုဘယ်လိုထည့်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုဆက်ပြီးကြည့်ကြရအောင်အရင်ဦးဆုံးကျွန်တော်တို့ကဒီ channel လေးကိုဝင်လိုက်ပေါ့နော်ကျွန်တော်တို့ကဒီ channel တွေကနေမှဝင်ပြီးတော့မှပေါ့နော်ကျွန်တော်တို့ဒီ channel တွေကနေ your video ဆိုထည့်ရပါတော့အဲဒီကောင်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီ studio တွေကိုတန်းရောက်တော့ဒါမှမဟုတ်ပြီးဆိုတော့ဒီ search bar ကနေပြီးတော့မှကျွန်တော်တို့ကဒီ studio.youtube.com ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ရှာလဲရတယ်ပေါ့နော်ဒီ video ကနေသွားလို့ရှိရင်လည်းဒီကိုပဲရောက်လာမှာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒီ upload လုပ်ပြီးထားဆိုကြပါစို့ကျွန်တော်ဒီချင်းဒီ video တစ်ပုဒ်ကိုကျွန်တော်က upload လုပ်ထားတယ် background music မပါဘူးပေါ့နော်အဲ့ခါကျွန်တော်တို့ကဒီကောင်လေးကိုဒီ background music ထည့်မယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကဒီ Canon ပုံစံလေးပေါ့နော်အဲ့ဒီကောင်လေးကိုတစ်ချက် click လိုက်မယ် click ပြီးရင်ဒီ editor ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒီကောင်လေးကိုဆက်ပြီးတော့မှ click ပေးလိုက်ပါโอเคကျွန်တော်ဒီကောင်လေးကို sample လေးကြည့်လိုက်မယ်နေ့စဉ်တငယ်ချင်းတွေနဲ့ဆက်သွယ်ဖို့အသုံးပြုနေတဲ့ကျွန်တော်တို့ Messenger ကိုအထားကြကြသုံးတဲ့ခြင်းလားဒါဆိုရင်တော့ဒီဗီဒီယိုလေးကိုစုံအောင်ကြည့်သွားလိုက်ပါဟုတ်ကဲ့ပါဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့တခြား Okay background music မပါဘူးเนาะကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ trim and cut ဒီကောင်လေးဒီ video editor ထဲမှာတင်ကျွန်တော်တို့ကဒီ studio ထဲမှာပဲကျွန်တော်တို့ရဲ့ဒီ video တိဖြတ်လို့ရတယ်ပေါ့เนาะ Okay ဒီမှာဆိုလို့ရှိရင်ဒါ audio ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီ video ဒီ video ကို background music ထည့်တဲ့နေရာလေးပေါ့เนาะ Okay ပါဒီ add screen တို့ info cut တို့ကတော့ဒါကျွန်တော်တို့ရဲ့ video ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ပြသိချင်တဲ့ဗီဒီယိုကိုထည့်တာပေါ့နော်ဒီ cut ဆိုလို့ရှိရင်လည်းထုံနည်းတူတာပဲပေါ့နော်အဲ့လိုထည့်လို့ရတယ်ကျွန်တော်တို့ဒီမှာ audio ထည့်တာကိုပဲပြပေးသွားမှာဖြစ်ပါတယ် okay ဆိုတော့ဒီနေရာလေးရောက်ရင်ကျွန်တော်တို့ကဒီ audio ရဲ့ဘေးကဒီအပေါင်းလက္ခဏာလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီသချင်းလေးတွေကြာလာပြီပေါ့နော်ဒီထဲမှာကျွန်တော်တို့ကြိုက်တဲ့သချင်းကိုကျွန်တော်တို့ကယူပြီးတော့သုံးလို့ရပါတယ်သချင်းတွေကတော့အများကြီးတော့မပါဘူးပေါ့နော်ဒါပေမဲ့ဒီလောက်ဆိုလို့ရှိရင်ကိုသုံးရတာအဆင်ပြေတယ်ပေါ့နော်တော်တော်များပါတယ်โอเคကျွန်တော်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်သချင်းတစ်ပုဒ်ကိုစာပလေးကြည့်လိုက်မယ် I don't ever stand up, never take shit. I got no love, the fake easy. အဲ့လိုပေါ့နော်ကျွန်တော်တို့ကဒီကြိုက်တဲ့ဒီသချင်းလေးတွေကိုလိုက်ပြီးတော့မှ play ကြည့်လိုက်ပေါ့နော်ကိုကြိုက်တဲ့သချင်းလေးကိုရွေးပေးလိုက်ရုံပါပဲရွေးပြီးရင်ကျွန်တော်တို့က edit လုပ်ရမယ် okay ကျွန်တော်ဒီသချင်းလေးကိုဒီအပေါ်ဆုံးကဒီ statement ဆိုတာလေးကိုပဲကျွန်တော်ရွေးလိုက်မယ်နော် okay ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပေါ်လာပြီပေါ့နော်ကျွန်တော်တို့ကဒီဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ဗီဒီယိုအဆုံးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီကောင်လေးအဆုံးထိရောက်အောင်ကျွန်တော်တို့ကဆက်ပြီးတော့ထည့်လိုက်မယ် okay ပြီးရင်ကျွန်တော်တို့ကဒီကောင်လေးပေါ်ကိုကျွန်တော်တို့ကဖိပြီးတော့မှဒီလိုလေးအညီလေးဆွဲလိုက်ပေါ့နော် okay အဆွဲရပြီပြီးရင်နောက်ထပ်တစ်ခုထပ်ထည့်မယ်โอเคဒီမှာဆိုလို့ရှိရင်ထပ်နေတယ်ပေါ့နော်အဲ့ဒီကောင်ကိုကျွန်တော်ထပ်နေတာလေးကိုကျွန်တော်တို့ကချုပ်ညင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအစွန်းလေးကိုပေါ့နော်အဲ့ဒီကောင်လေးဒီလိုလေးဟိုဘက်ဒီဘက်မြားလေးပေါ်လာတဲ့အထိရွှေ့ပေးလိုက်ပေါ့နော်ရွှေ့ပြီးရင်ကျွန်တော်တို့ကဒီလိုလေးဖိပြီးတော့မှဒီလိုကိုလိုချင်တဲ့လောက်ကလေးထိဆွဲပေးလိုက်ပေါ့နော်
ဒီအပေါ်ကောင်ဒီအနောက်ဘက်ကနေပြီးတော့လာလေးလို့ဆွဲလို့ရပါတယ်ဒါမှမဟုတ်ဒီကောင်ဒီဘက်ထိဆွဲပြီးတော့မှဒီကောင်ကိုကျွန်တော်တို့ကဒီနားလေးထိဆွဲလိုက်လေရတယ်ပေါ့နော် sorry ဒါမျိုးလေးဆွဲလိုက်လေရတယ်ပေါ့နော် okay ပါဒါတော့ဆိုလို့ရှိရင်မိတ်ဆွေတို့လည်းလောက်တတ်ပြီလို့ညွှန်လင်းပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအားလုံးစိတ်တိုင်းကြသွားပြီပေါ့နော်စိတ်တိုင်းကြသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပေါ်ကတဲ့ sit ဆိုတာလေးကိုနှိပ်ပြလိုက်ပေါ့နော်ဒီကောင်လေးကတော့ပေါ့နော်ကျွန်တော်တို့သူကဒီကောင်လေးကို sit ဖို့အတွက်ဒါနိုင်အနေငယ်ကြာရင်လည်းကြာမယ်ဆိုတဲ့အကြောင်းလေးကိုပြောပြတာပေါ့နော် okay ပါပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ sit ဆိုတာလေးကိုဆက်ပြီးနှိပ်ပြလိုက်ပါ okay ပါဒါဆိုလို့ရှိရင်ရပြီပေါ့နော်ကျွန်တော်တို့ကဒီကောင်ကိုခဏထွက်ထားလို့ရှိရင်လည်းရပါတယ်ပေါ့နော်ဒီပတ်ကလေးနဲ့ပဲပြင်ပြပါဖြစ်ဖြစ်ဒီကောင်လေးပြည့်သွားလို့ရှိရင်တော့ရပြီပေါ့နော် okay ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုဆုံးထိလိုက်ပါရှိရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကအခုလိုပဲ YouTube နဲ့ပတ်သက်တဲ့ tutorial တွေ test related tutorial တွေနဲ့ကျွန်တော်တို့နည်းပညာဆိုင်ရာအကြောင်းအရာတွေကိုလေ့လာတင်ဆက်ပေးနေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုလေးကိုကြိုက်တဲ့ဆိုလို့ရှိရင် like and subscribe လေးနှိပ်ပြီးတော့ဝင်ရပေးကြပါလို့တောင်းဆိုပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြရအောင်